ဒီနေ့ကတော့အားလုံးပဲမင်္ဂလာပါရှင်ကျွန်မ Sunday ပိတ်ရလေးမှာပေါ့နော်စက်သားလေးတုပ်ပါမယ်အခုကတော့စက်သားကိုပြုတ်ပြီးတော့ဘယ်ကနေထည့်ပြီးတုပ်ဖို့အတွက်ဆင်းသင်းလုပ်နေတဲ့ဟာလေးပါစက်သားကိုအရင်ဆုံးကျွန်မတို့ပြုတ်လိုက်တယ်ဒီနေ့ပြုတ်လိုက်တယ်ပေါ့နော်ပြုတ်ပြီးအဲ့ထဲမှာတော့ငပိစားအရှုံမုတ်ပေါ့နော်ဆန်နင်းလေးနည်းနည်းထည့်တယ်အရသာရှိအောင်အရေးလေးတောက်လို့ရအောင်ပေါ့နော်အဲ့တော့ဒီကျွန်မဒီဥစ္စာကတော့စက်သားကိုဒီနေ့ဖြင်းပေါ့နော်ပုံမှန်ဆိုတော့တီးလေးလောက်တာဒါပေမဲ့ဒီနေ့စက်သားကိုကြီးလေးဖြင်းပြီးတော့ရှူရှဲရခိုင်တုပ်လေးတုပ်စားမယ်အဲ့တော့ဒါကိုဝင်ုံဆုံးဖြင်းနေပါပြီပေါ့နော်အဲ့တော့ဒီနေ့ဘာလို့တုပ်စားခြင်းစိတ်ပေါ်တာလဲဆိုမိုးလေးလေးအေးနေပေါ့နော်မိုးလေးလေးအေးနေတဲ့ခါကျတော့ရာသီဥတုနဲ့လည်းရမ်းလိုက်ဖတ်ပါတယ်ပြီးတော့ရခိုင်တုပ်ဆိုတဲ့အတိုင်းပဲထိမိကွီကျွန်မအတန်နေသွင်းရင်းနဲ့အဲ့တော့အခုဖြင်းပြီးတော့ဖြင်းနေရပါတော့ဖြင်းပြီးသွားပြီဖြင်းပြီးသွားပြီဒါကျွန်မရှိန်ဒီလေးကိုပြောပြနေရပါတော့အဲ့တော့ကျွန်မစားခြင်းနဲ့နောက်ဆုံးရခိုင်တုပ်လေးဘယ်လိုရဆက်ထွက်လာမလဲဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်ကဲအဲ့တော့တုပ်ဖို့အတွက်ဒါကတော့မြူတီထောင်းပါမြူတီကိုကျွန်မတို့စုံထဲမှာအရင်ထောင်းပြီးငပိစားစနင်းပေါ့ငပိစားပေါ့နော်ပြီးတော့ဟင်းကြုံမို့ပေါ့ပြီးတော့လို့ရှင်တော့ကျစ်သွန်မြူငရုတ်ကောင်းထည့်ပြီးတော့ထောင်းလိုက်တယ်အဲ့တော့ဒါကိုထောင်းကျွန်မဆက်လေးစားကြတော့မြူတီပို့ထည့်ထားတယ်ဒါကတော့ဗမာတန်မြားကြီးပေါ့နော်အရေးရွှမ်းတယ်အဲ့ဒါကိုထည့်ပါမယ်အဲ့တော့နောက်ဆုံးကျမတို့ဘယ်လိုမျိုးလေးထွက်လာပြီးရှူးရှဲရှဲလေးစားရမလဲဆိုတဲ့ဟာလေးကိုတော့စောင့်ကြည့်ပေးကြပါအောင်ရှင်ကျမစနေပါတော့မယ်နေပါပြီရှင်အဲ့တော့အားရှိပါရှိကျမစနေပါပြီအဲ့တော့ငရုတ်တိမင်းမြောင်းပူထည့်ထားတယ်ညီမနှစ်ယောက်ပဲစောင်းမှာပေါ့နော်အမေကချို့ဝဲစားတာဆိုတော့လေအဲ့တော့ကဲနောက်ဆုံးတော့ကျမရဲ့ထိမိပြီးရခိုင်တော့ချက်သားတုပ်လေးထွက်လာပါပြီပကံလေးကိုထည့်ပါတော့မယ်ထည့်လိုက်ပါပြီရှင်နောက်ဆုံးတော့ကျမရဲ့ပကံလေးကိုထွက်လာတဲ့ reset လေးကိုကြည့်လိုက်ပါအောင်ကြည့်လိုက်ရင်တော့အရန်ဆက်မဲ့ပုံပေါ့နော်ကဲနောက်ဆုံးတော့ထွက်လာပါပြီဒါကျမအလှပြတာပေါ့နော်ကျမတုပ်ထားတဲ့ reset ကိုကျမဒီနေ့ sport move လုပ်တဲ့ reset ပေါ့ကျမတန်တော့သိခံပါရှင်ကဲကျမနောက်ဆုံးရန်စားခြင်းနေဒီနေ့အတူနဲ့ live fight တဲ့ရခိုင်စက်သားတုပ်လေးရပါပြီကဲအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်